အားလုံးပဲမင်္ဂလာပါရှင်။မချနာတဲ့တင်ကြနေရဲ့ဇွန်လ9ရက်နေ့ရေဒီယိုစီစဉ်တက်ဆက်ပြီးတော့မှဖြစ်ပါတယ်။ကျောင်းဖွင့်ကာလအတွင်းလူနေမျိုးရွာရက်ကွက်တွေမှာတိုက်ပွဲတွေမပေါ်ဆောင်ကြဖို့ဖကန်ကြောက်စင်တွင်ဒေတာနေပြည်သူတွေကတောင်းဆိုကြပါတယ်။မချနာမူညင်ယထာခီးစဉ်ပြန်လည်ပြည်ဆွဲနိုင်ဖို့လက်မိုင်းပြုပြင်ခြင်းလုပ်ငန်းတွေကိုဇူလိုင်လအတွင်းအပြီးဆောင်ရွက်တော်မယ်လို့စေအုပ်စုကကြေညာပါတယ်။ကော်လံပူမြို့နယ်ရီဒမ်ကျေးရွာမှာရေးပေးကြောင်းကျောင်းဆောင်မျိုးပါသွားတဲ့နောက်ပြန်လည်မဆောက်လုပ်ရသေးတဲ့အတွက်ယာယီကျောင်းဆောင်ဆောက်ပြီးတင်ကြနေရပါတယ်။စားတဲ့သတင်းတွေကိုတက်ဆက်ပေးတော့မှာပါ။ကျွန်တော်တို့စစ်စင်တက်ဆက်သူမိုင်းနေဖြစ်ပါတယ်။ကျောင်းဖွင့်ကာလအတွင်းလူနေမျိုးရက်ကွက်တွေမှာတိုက်ပွဲတွေမပေါ်ဆောင်ကြဖို့ဖကန်ကျောက်စင်တွင်ဒေတာနေပြည်သူတွေကတောင်းဆိုကြပါတယ်။ဆက်ဆိုင်ကတက်ဆက်ပေးမှာပါ။ပြီးခဲ့တဲ့မေလအစပိုင်းကတည်းကလုံခင်းကျေးရွာတဝိုင်းမှာလူနေရက်ကွက်တွေအထိတိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့်ကျောင်းသားမိဘတွေစိုးရိမ်နေတာပါတိုက်ပွဲမဖြစ်ပွားဘူးလို့ဘယ်လက်နက်ကန်အဖွဲ့အစည်းမှလည်းအမခံချက်ပေးမထားပါဘူးဖကန်ဒေတာတိုက်ပွဲအခြေအနေအပြင်ဂုံစင်းနှုံးမြင့်တက်နေတဲ့အခြေအနေတွေကြားပဲစ조사ပြီးကျောင်းသားပေးရတာလို့လုံခင်းကျေးရွာနေကျောင်းသားမိဘတဦးကပြောပါတယ်ငါကိုနာတင်နာရှုရှာနေနာဖာကြီးလမ်ရမ်ကျော်တေမစစ်တီကျောင်းကကိုကလေးရဲ့ပညာရေးဖြစ်တာကြောင့်စ조사ပြီးကျောင်းထားတဲ့အတွက်အဲ့ဒါကြောင့်တစ်နှစ်ပတ်လုံးတိုက်ပွဲမဖြစ်ပဲကောင်းကောင်းစာသင်နိုင်မယ်ဆိုပိုကောင်းမယ်ဇွန်လ1ရက်နေ့မှာဖကန်နေတာအတွင်းစာတင်ကျောင်းတွေပြန်လည်ဖွင့်လှစ်နေပြီဖြစ်ပြီးကျောင်းသူကျောင်းသားတွေဘေးကင်းလုံခြုံပြီးပညာသင်ကြားနိုင်ဖို့အရေးဒေတာခဏရစိုးရင်ပူပန်နေကြတာဖြစ်ပါတယ်။ဆက်လာလမ်ဆန်နာយ៉ាងကိုမာနီတုံးမတော်ဘူး။ဘာဖြစ်လဲအတမကြားရင်တော့ကလေးတွေကိုကျောင်းသွားဖို့သွားကြိုလုပ်ရင်လုံခြုံတို့ခံစားရတယ်။အခုလိုအခြေအနေမှာကျောင်းတွေပြန်ဖွင့်ပေးလို့အရင်ဆင်ပြေသွားတယ်။ပြီးခဲ့တဲ့မေလအစမှာဖကန်နေတာအတွင်းစစ်ရေးတင်မာမှုတွေရော့ကျမသွားပဲပုံမတင်မာလာတဲ့အတွက်ကျောင်းသားမိဘတချို့ဟာတာသမီတွေကိုမြစ်ချနာမျိုးပဲသွားဖို့ခဲ့ကြတာတွေလည်းရှိခဲ့ပါတယ်အခုလိုကျောင်းဖွင့်ကျောင်းတက်ရသည်ဖြစ်တဲ့ဇွန်လဆန်ပိုင်းကစပြီးနှစ်ဖက်တိုက်ပွဲအခြေအနေကလည်းအနည်းငယ်တည်ငြိမ်နေတာဖြစ်ပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလ2ရက်နေ့ကလည်းဖကတ်မြို့မရှိကထောင်အနီးစစ်ကော်မရှင်တပ်နဲ့ KIA KVDF ပူးပေါင်းတပ်တို့တိုက်ပွဲအတွင်းပစ်ခတ်တဲ့လက်နက်ကြီးဟာအထက်တန်းစာတင်ကျောင်းမှာကြောက်ပေါက်ကွဲခဲ့တဲ့အတွက်ကျောင်းသူတဦးနဲ့ကျောင်းသားတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ပြည်သူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းအကြောင်းအရာတွေကိုပေးပို့ချင်နေဆိုရင်တော့မြချနာသတင်းချန်နယ်ရဲ့ Messenger ကနေဖြစ်စေဖုန်းနံပါတ်39956333ကိုဖြစ်စေဆက်သွယ်ပေးပို့နိုင်ပါတယ်။အနာသိမ့်ပြီးနောက်ရက်ဆိုင်တာခဲ့တဲ့မြချနာမုံညင်ယထာခီးစဉ်ပြန်လည်ပြေးဆွဲနိုင်ဖို့လမ်းမိုင်းပြပြင်ချင်လုပ်ငန်းတွေကိုဇူလိုင်လအတွင်းပြီးဆောင်ရွက်တော်မယ်လို့မနေ့ကဆိုလာ4ရက်နေ့မှာစေအုပ်စုရဲ့သတင်းစာတွေကနေဖော်ပြပါရယ်။ထွေစာကသစ်ဆက်ပေးမှာပါ။လက်ရှိအချိန်မှာမိုးကောင်းမုံရင်လမ်းပိုင်းရထားလမ်းပြုပြင်ချိန်သိမ်းရမှာရထားလမ်းမိုင်50.25မိုင်ထဲက39မိုင်ရခိုင်နှုန်းအဖြစ်84.64ရခိုင်နှုန်း PCB ဖြစ်ပြီးအဲ့ဒီလမ်းပိုင်းအတွင်းကရှစ်ပူတာအထိ PCB လို့ဖော်ပြချက်အရသိရပါတယ်။မြစ်ကြီးနားမိုးကောင်းမြစ်ချလမ်းပိုင်းခီးမိုင်36.5မိုင်ကိုတော့ပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလ1ရက်နေ့ကစပြီးအာဘီကာရချာနဲ့ပြေးဆွေးနေခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။အခုအချိန်မှာတော့ယထာစီပြည်သူတွေများပြားလာတာကြောင့်စက်ကောင်လူစီတွဲလေးတွဲဘရိတ်တွဲတွဲနဲ့ပြေးဆွေးပေးလက်ရှိနေပြီးမိုးကောင်းမှုရင်ယထာလမ်းပြုပြင်နေတာလို့သိရပါတယ်။တံပေါင်ပြုပြင်ခြင်းလုပ်ငန်းကိုရခိုင်နှုန်းပြီးဆောင်ရွက်ပြီးစီးပြီးဖြစ်ပြီးတရားရည်လေးတိုင်းပြုပြင်တာကိုဆက်လက်ဆောင်ရွက်လက်ရှိတယ်လို့လည်းဆိုပါတယ်။အဲ့ဒီလောင်ပိုင်းဆောင်ရွက်ပြီးစီရင်မုံရင်မြချနာမုံရင်ယထာပြေးဆွဲနိုင်ရေးမြင်းကောင်ရေ1300အားစက်ကောင်မြင်းကောင်ရေ2000အားစက်ကောင်တွေနဲ့ပြေးဆွဲတွားနိုင်တော့မှာဖြစ်ကြောင်းလေးဖော်ပြပါရှိပါတယ်လူစီတွဲတွေကိုလည်းအော်ဒူကပလာတွဲဆိုင်တွေနဲ့ပြေးဆွဲတွားနိုင်ရေးစီစဉ်ဆောင်ရွက်ချပြီးရိုးရိုးတန်းလူစီတွဲလေးတွဲအထက်တန်းလူစီတွဲတွဲကွန်တင်ဘရိတ်တွဲပါဝင်တဲ့တွဲဆိုင်တွေနဲ့ပြေးဆွဲမှလို့သတင်းဖော်ပြချက်မှာပါရှိပါတယ်မြချနာမိုးကောင်းမုံရချပြေးဆွဲမှုကိုစစ်တပ်အာဏာသိမ်းပြီးနောက်စစ်တပ်နဲ့ KIA PDF ပူးပေါင်းတပ်တို့တိုက်ပွဲစဖြစ်ပွားတဲ့အချိန်ရချလမ်းပိုင်းတွေဖြစ်စီခံခဲ့ရတဲ့အပြင်ရချဝန်ထမ်းအများစုလည်းအကြမ်းမဖက်အာဏာဖီဆန်ရေး CDM မှာပါဝင်ခဲ့တာကြောင့်ရနာခဲ့တာဖြစ်ပါတယ်ကော်လံပူမြို့နယ်ရီဒမ်ချေရွာမှာရေးပေးကြောင်းကျောင်းဆောင်မျိုးပါသွားတဲ့နောက်ပြန်လည်မဆောက်လုပ်ရသေးတဲ့အတွက်ယာယီကျောင်းဆောင်ဆောက်ပြီးတင်ကြားနေရလို့သိရပါတယ်။ကာလန်ခက်ခဲပြီးကျောင်းဆောင်ဆောင်မဲ့တိဆောက်ရေးပစ္စည်းတွေတည်ယူဖို့ခက်ခဲနေတာကြောင့်ကျောင်းဆောင်ဆောက်လုပ်နိုင်တာမရှိသေးဘူးလို့ချေရွာအခြေအနေကိုသိရှိတဲ့ဘူတော်ဒေတာခန်သူကကလို့ပြောပါတယ်။အခုလောလောဆယ်ကြီးဆောင်နေတဲ့ပြီးတယ်။ဒီနေ့ကျတော့အလားမဖြစ်တဲ့အခက်တွေလည်းနော်။ကာလန်ကလည်းခဏပြပေါက်လိုက်ပြီးမိုးရွာလိုက်မြေပြိုလိုက်ဆိုတော့ကျောင်းဆောင်ဆောင်မဲ့ပစ္စည်းတွေမတင်နိုင်ဘူး။
ပြီးခဲ့တဲ့နှစ်စတင်ချိန်ကလည်းဖျားချောင်းဝင်းနဲ့အစီပေးခန်းတွေမှာယာယီတင်ကြားခဲ့ရပြီးအဲဒီနောက်မှာယာယီကျောင်းဆောင်ဆောက်လုပ်ခဲ့ကြတာဖြစ်ပါတယ်။ကျောင်းဆောင်ပြန်လည်တည်ဆောက်ဖို့ဘတ်ဂျက်ချပြီးဖြစ်ပေမဲ့လမ်းအခြေအနေကြောင့်ယာယီကျောင်းဆောင်ကိုအရင်ဆောက်လုပ်ကြတာဖြစ်တယ်လို့ရီဒမ်ချီရွာမှာကျောင်းသူကျောင်းသားအယောက်60ကျော်ရှိတယ်လို့လည်းသိရပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်မေလကုန်အပတ်ကမိုးတိတဆွာရွာတွန်းပြီးမြေရီမြင့်တက်လာခဲ့တာကြောင့်ရီဒမ်ချီရွာကစတင်ကျောင်းဆောင်နှစ်ဆောင်နဲ့လူနေအိမ်တချို့ရေးတွေမျိုးပါသွားခဲ့တာပါ။ကာလာပူမြို့နယ်ဟာလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသတစ်ခုဖြစ်ပြီးရာသီဥတုဆိုးရွားမှုကြောင့်လမ်းပျက်စီးမှုတွေမကြာခဏဖြစ်ပွားလေရှိတဲ့ဒေသဖြစ်တယ်လို့ကုန်စည်နှုန်းကြီးမြင့်တဲ့ဒေသလေးဖြစ်ပါတယ်။ HIV လို့ခေါ်တဲ့လူကိုခံအားစနစ်ကိုတိုက်ခိုက်ဖျက်ဆီးတတ်တဲ့ virus ပိုးကိုစတင်တွေ့ရှိခဲ့ခြင်းကထိရောက်တဲ့ဆေးဝါးမရှိရနဲ့ဒေဆုံးမှုမြင့်မားတာတွေရှိခဲ့ပေမဲ့ဒီဘက်ခေတ်မှာတော့ဆေးဝါးတွေကိုစနစ်တကျပုံမှန်တောက်သုံးရင်ကျန်းမာတဲ့လူတွေလိုကောင်းမွန်စွာနေထိုင်နေတဲ့အခြေအနေရောက်နေပြီဖြစ်ပါတယ်။ HIV ပိုးရှိနေတဲ့ဆိုရင်တောင်ဆေးကိုပုံမှန်စနစ်တကျတောက်သုံးပေးမယ်ဆိုရင်ခြေရတဲ့သူတွေကိုလည်းကာကွယ်နိုင်တယ်လို့အိမ်ထောင်ပြုကလေးယူနိုင်ပြီးပုံမှန်ဘဝကိုပိုင်ဆိုင်နေနိုင်နေပါပြီ။ HIV ကူးစက်ခံရပြီဆိုရင်ဘယ်လိုယောဂလက္ခဏာတွေပြလာတတ်တယ်လဲဘယ်လိုနည်းလမ်းတွေနဲ့စစ်ဆေးသိရှိနိုင်တဲ့အချက်တွေနဲ့ပိုးကိုထိန်းနိုင်တဲ့ဆိုတာတွေကိုအကြမ်းဖြင်းမျှဝေပေးသွားပါမယ်။ HIV ပိုးဟာသွေးတုပ်ရည်မိမကိုကထွက်တဲ့အရည်နဲ့မိခင်တို့ရည်မှာပါရှိပြီးတော့ဒီအရည်တွေဟာလူတဦးရဲ့သွေးထဲကိုတိုက်ရိုက်ဝင်မှသာယောဂပိုးကူးစက်ခံရနိုင်တာဖြစ်ပါတယ်။လူအများစုဟာ HIV ပိုးကူးစက်ခံရပြီးစအစောပိုင်းအဆင့်မှာ2ပတ်ကနေ4ပတ်အတွင်းခုခံအားစနစ်ကပိုးကိုပြန်လည်တိုက်ခိုက်တဲ့အတွက်တုပ်ကွေးမိသလိုဝေဒနာတွေခံစားရတတ်ပါတယ်။ဖျားနာတာလေချောင်းနာတာနဲ့အကျိတ်ထွက်တာအရည်ပြားပေါ်မှာအနီဆက်တွေထွက်တာကြွက်သားနဲ့အဆစ်မြစ်တွေကိုက်ခဲတာညဘက်ချွေးထွက်တာနဲ့နှုံးချိပြီးခေါင်းကိုက်တာတွေဖြစ်တတ်ပါတယ်။ဒီလက္ခဏာတွေကတုပ်ကွေးဒါမှမဟုတ်တခြား virus တွေကြောင့်လည်းဖြစ်နိုင်တာမို့လက္ခဏာကိုကြည့်ပြီးယောဂသတ်မှတ်လို့မရတယ်လို့တချို့သူတွေမှာဆိုရင်တော့ဘာလက္ခဏာမှမပြတာလည်းရှိနေနိုင်တဲ့အတွက်လက္ခဏာမရှိုံနဲ့ပိုးမရှိဘူးလို့လည်းမသတ်မှတ်နိုင်ပါဘူး။ဒါကြောင့်ကိုယ်မှာ HIV ပိုးရှိမရှိသိနိုင်ဖို့လက္ခဏာတွေကိုစောင့်ကြည့်မဲ့အစားအများဆုံးသိနိုင်မဲ့နည်းလမ်းကတော့တွေးစစ်တာပဲဖြစ်ပါတယ်။ဒါအပြင်ကူးစက်နိုင်ခြေရှိတဲ့အပြုအမူတစ်ခုခုလှုပ်ထားမိတယ်ဆိုရင်လက္ခဏာမပြလဲကိုယ်နဲ့အနီးစပ်ဆုံးဖြစ်တဲ့ဆေးရုံဆေးခန်းတွေနဲ့ NGO ဌာနတွေမှာတွေးစစ်ဖို့ကိုတိုက်တွန်းချင်ပါတယ်။ပိုးဝင်ပြီးစတွေးစစ်ရင်မပေါ်သေးတာမျိုးလည်းရှိနိုင်တာကြောင့်တန်တရားရှိတဲ့အပြုအမူဖြစ်ပွားပြီးတဲ့3လအကြာမှာထပ်မံစစ်ဆေးရမှာကိုလည်းအရေးကြီးတဲ့အချက်အနေနဲ့မှတ်သားထားရပါမယ်။ကိုယ်မှာပိုးရှိနေတော့ယောဂပိုးဆက်မပြန့်ပွားအောင်နဲ့တွေးထဲကပိုးတွေနည်းလာစေဖို့ ART လို့ခေါ်တဲ့ပိုးထိန်ဆေးတွေကိုစနစ်တကျနဲ့ပုံမှန်တောက်သုံးပေးဖို့အရေးကြီးပါတယ်။ဆေးကိုပုံမှန်တောက်ခြင်းအားဖြင့်ပိုးပမာဏကိုထိန်းချုပ်နိုင်ပါတယ်။ဒီလိုပိုးရှိကြောင်းသိပြီးဆေးတောက်တာဟာကိုရောကိုချစ်တဲ့သူတွေကိုပါကာကွယ်ရရောက်ပါတယ်။ဆေးကိုစနစ်တကျတောက်သုံးရင် U = U လို့ခေါ်တဲ့ undetectable = untransmittable စစ်ဆေး၍မတွေ့နိုင်ခြင်းကူးစက်နိုင်စွာမရှိခြင်းအခြေအနေကိုရောက်နိုင်တယ်လို့အကယ်လို့ဆေးတောက်တာပြက်ကွက်ရင်တော့ပိုးပြန့်ပွားလာနိုင်ပြီး U = U အခြေအနေကနေပြက်ပြဲသွားနိုင်ပါတယ်။စစ်ဆေးသိရှိပြီးဆေးတောက်ပိုးထိန်းတာအပြင်တစ်ဖက်မှာလည်းကာကွယ်ခြင်းအကောင်းဆုံးနည်းလမ်းဖြစ်တာကြောင့်လိန်ဆက်ဆံခြင်းကိုနှုံးကိုစနစ်တကျသုံးစွဲရမယ့်အပြင်ဆေးထိုးအပ်တွေကိုလည်းမျှဝေမသုံးစွဲဖို့နဲ့တစ်ခါသုံးအပ်ကိုအမြဲအသုံးပြုဖို့အရေးကြီးပါတယ်။တကယ်လို့ပိုးရှိနိုင်ခြေရှိတဲ့အပြုအမူမှားယွင်းမိသွားတာမျိုးဥပမာလိန်ဆက်ဆံခြင်းကိုနှုံးပေါက်ပြဲသွားတာမျိုးဆိုရင်82နာရီအတွင်းအရေးပေါ်ကာကွယ်ဆေး PEP ကိုတောက်သုံးလို့ရပါတယ်။တစ်ဖက်မှာလည်းအလိုမတူပဲအတ္တမပြုတ်ကျင့်ခံရတဲ့နောက်HIV ပိုးကူးစက်ခံရခြင်းမဖြစ်စေဖို့အရေးပေါ် PrEP ဆေးကိုစောနိုင်သမျှတောက်ပေးဖို့ဆရာဝန်တွေကပြောဆိုထားပါတယ်။ဒါအပြင်ပိုးကူးစက်နိုင်ခြင်းမြင့်မားတဲ့သူတွေအနေနဲ့လည်းနေ့စဉ်တောက်သုံးရတဲ့ PEP ကြိုတင်ကာကွယ်ဆေးကိုကြိုတင်တောက်သုံးခြင်းနဲ့ကာကွယ်နိုင်ပါတယ်။ဒါအပြင်မိခင်ကနေကလေးစီကူးစက်မှုတားဆီးဖို့အတွက်လည်းကိုယ်ဝန်ဆောင်ချိန်မှာတွေးစစ်ပြီးဆေးကိုစောစီးစွာတောက်မယ်ဆိုရင်မိခင်ဖြစ်သူမှာပိုးရှိနေတောင်ကလေးစီပိုးမကူးစေဖို့ကာကွယ်ပေးနိုင်ပါတယ်။ဒါအပြင်ဆေးတောက်လို့ပိုးပမာဏအလွန်နည်းသွားရင်တခြားသူကိုမကူးစက်နိုင်တဲ့ U = U အခြေအနေဆိုရင်လည်းကလေးစီကူးစက်ဖို့အခွင့်အလမ်း3ညနီးပါးထိဖြစ်သွားနိုင်တယ်လို့သိရပါတယ်။ယောဂရင့်လာတဲ့အဆင့်နဲ့ AIDS အဆင့်ရောက်ရင်ခုခံအားစနစ်တွေအလွန်အမင်းအားနေသွားပြီးနောက်ဆက်တွဲဝေဒနာတွေဖြစ်တဲ့အကြောင်းရင်းမရှိဘဲကိုယ်အလေးချိန်ကျဆင်းလာတာညဘက်မှာချွေးထွက်တာမကြာခဏဖျားတာနဲ့တပတ်ထက်ပိုပြီးဝမ်းလျှောတာပါးစပ်ရှာဒါမှမဟုတ်လဲချောင်းမှာဖြူဖတ်ဖြစ်ပြီးမှုဆွဲတာနဲ့အဆုတ်အေးမိတယ်လို့ယောဂတွေအလွယ်တကူဝင်ရောက်လာနိုင်တယ်လို့သိရပါတယ်။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့အပေါ်ကပြောပြခဲ့တဲ့ထဲကလက္ခဏာတွေအပြင်ပိုးကူးစက်နိုင်ခြေရှိတဲ့အပြုအမူတွေရှိထားမိရင်အရေးပေါ်ကြိုတင်ကာကွယ်ဆေးတောက်သုံးတာပိုးရှိမရှိတွေးစစ်တာနဲ့ပိုးရှိနေတယ်ဆိုရင်လည်းဆေးကိုလင်းမြန်စွာစနစ်တကျတောက်သုံးဖို့တိုက်တွန်းချင်ပါတယ်။မြစ်နာသတင်းချန်နယ်ရေရေဒီယိုအစီအစဉ်ကို
အပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည8 နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်အတွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်း channel app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသင်လေစောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီ။